အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်က TTG3 driver ကိုမှ live version လေးနဲ့မိတ်ဆက်ပေးခြင်းတယ်နောက်တစ်ခါကျွန်တော်တို့အမေးအများဆုံးပေါ့နော်ကျွန်တော်စီကိုနေတိုင်းလာမိတယ် MediaTek driver face တာကျွန်တော်တို့3ကန်တုံးလေးပါလေးပေါ်နေတဲ့ driver အဆင်မပြေဘူးပေါ့နော်နောက်တစ်ခုလာအမေးအများဆုံးတော့ blue screen error ဟို unlock တူတွေနဲ့တစ်ခုခုပေါ့ချိန်မယ်ပေါ့နော်ချိန်လိုက်တဲ့အချိန်မှာ MediaTek ပို့ချိန်လိုက်တယ်ဆိုရင် computer ရ blue screen error တက်ပြီးတော့ဘာမှဆက်ပြီးတော့လှုပ်လို့မရတော့ဘူးပေါ့နော် PC reset ကျသွားတယ်နောက်တစ်ခုကကြာကျွန်တော်တို့အနေဖုန်းတွေပေါ့ Bluetooth unlock လုပ်မယ်ဆိုရင်ဖတ်ဖို့မသိတဲ့ error အဲဒီ error လေးတွေနဲ့ကျွန်တော်တို့အဲ့ error လေးတွေကိုဒီ live version သုံးပြီးတော့ပေါ့နော် fix နည်းလေးပြပြကြပါမယ်အဲ့တော့အရင်တော့ဆိုရင်ကျွန်တော်တို့က TTG3 driver ကို 900MB လောက် down ရတယ်အခုက 900MB down စရာမလိုတော့ 5MB ဆိုတော့ကျွန်တော်တို့ line မကောင်းတဲ့သူတွေတောင်ဒါ AACC ဒီ process လုပ်လို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုကွန်ပျူတာအသစ်တစ်လုံးပေါ့နော် Windows တင်ထားတယ်ဘာမှမရှိဘူးပြောင်းပြီเนาะဒီကွန်ပျူတာမှာကျွန်တော်တို့ driver face ကြည့်မယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့ down ဖို့ပေါ့နော် TTG3 driver down ဖို့အတွက် Google ကနေပဲရှာကြည့်အောင် TTG3 driver ဆိုဒီမှာချက်ချင်းတန်းထွက်တယ်เนาะ Google တော့အရင်သွားလိုက် Google သွားပြီးသွားရင်ဒီမှာ TTG3 phone service driver down နှိပ်လိုက်ပါနော်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာ download live version 5MB ဆိုတာရှိတယ်အဲဒီကတော့ online version ပေါ့ဟိုအကုန်လုံးကိုသူက online ကနေပြန် down ပေးမှာအဲဒီအပေါ် version တွေကဘာကွာမလဲဆိုရင်တော့ offline ဖြစ်သွားမယ်မိတ်ဆွေတို့ဟို internet သိပ်မကောင်းဘူး down ပြီးတင်ထားခြင်းနဲ့ဆိုရင်တော့အပေါ်အကောင့်တွေ down ပေါ့ကို internet ကောင်းတယ်ပေါ့ပေါ့ပါပါသုံးခြင်းနဲ့ဆိုခုနကျွန်တော်ပြောတဲ့ live version 5MB ပေါ့နော်တော့အဲ့တော့ဘယ် file ဖြစ်ဖြစ် password တွေကတော့ TTA ပဲအခုကျွန်တော် 5MB version လေးကိုဒီချက် down လိုက်မယ်ပေါ့နော်အဲ့တော့ down ပြီဆိုရင်သူကဒီလိုလေးပြပြီဆိုရင်ကျွန်တော်တို့ asset 3 set နှိပ်ပြီးတော့ key ပေါ့နော်ပြီးရင် delete ဘေးကများလေးကိုနှိပ်ပြီးတော့ key anyway နှိပ်လိုက်ရင်ဒါ down ပြီးပြီနော် down ပြီးဆိုရင်ကျွန်တော် right click နဲ့ open ဖွင့်လိုက်မယ်နော် just domain တော့ yes ပဲပေးမယ် password တော့ကျွန်တော်ခုနပြောထားတဲ့အတိုင်းပဲ TTA ထည့်ပြီကဲနော်ဒါဆိုရင်ကျွန်တော် 900MB down ရမလို့ပဲနဲ့ 5MB တန်းနဲ့ TTG3 driver ပွင့်လာပြီနော်ပွင့်လာပြီဆိုကျွန်တော်တို့အရင်ဆုံးခုနကျွန်တော်ပြောချင်တာဒီ MediaTek driver fix ပေါ့နော်MediaTek driver လည်း fix ဖြစ်သွားမယ် blue screen error ကြီးလည်း fix ဖြစ်သွားမယ်ပေါ့နော်ဒီ MediaTek driver ကိုနှိပ်လိုက်တိုင်းနဲ့သူကဒါလိုအပ်တဲ့ file တွေကိုပြန် down ပေးတယ်သူ online version ဖြစ်သွားမှာပေါ့နော်ဒါပေမဲ့တစ်ခါ down ပြီးရင်တော့ offline version ပြန်ဖြစ်ပါတယ်လိုအပ်တဲ့ဟာတွေကိုပြန် down တဲ့ style တွေပေါ့နော်ကိုယ်မှ internet ကောင်းတယ် line လေးမြန်တယ်ဆိုရင်တော့ဒါဘာမှ short မရှိဘူးပေါ့နော်မြန်ပါတယ်နော်ဒါဆိုရင် MediaTek driver ပွင့်လိုက်ဆိုရင် message ဘာလုပ်ရလဲဆိုတော့ဒီမှာ run as admin ဆိုတာလေးရှိရနော်အဲ့လေးကို right click ထောက်ပြီးတော့ကျွန်တော်တို့ run as admin run ပေးလိုက် just no point yes ပေးမယ်ဒါဆိုရင်ခဏစောင့်ပါခဏနေရင်ဒါ driver သွင်းဖို့ပေါ့နော် setup တက်လာလိမ့်မယ်နော် driver သွင်းဖို့တက်လာပြီဆိုရင် next နဲ့ကျွန်တော်တို့ဒါသွင်းပေးမယ် yes no main တော့ yes ပေးမယ်နော်အဲ့ဒါမှတော့ driver တွေအစုံရောက်မှာဒီ process လေးကတော့ computer CPU ပေါ်မူတည်တော့ဗောနော်တချို့ computer လည်းမြန်တယ်တချို့ computer လည်းနှေးတယ်ဗောနော်ဒါဆိုပြီးသွားရင်တော့ restart computer လို့ပေါ်ရင် okay နှိပ်လိုက်ဒါပေမဲ့ restart မချနဲ့အောင်เนาะ finish နှိပ်လိုက်အဲ့တော့နောက်ထပ်တစ်ခုထပ်တက်လာလိမ့်မယ်เนาะဒီမှာ LIB USB 32အဲ့ဒါကိုကျွန်တော် next ISF next နဲ့
တွင်းသွားလိုက်တွင်းသွားပြီးလို့ဒီလိုမျိုး launch ပေါ်ခဲ့ရင်တော့ finish နေလိုက်ဒီလိုတက်လာရင်ကျွန်တော်တို့ဒီမှာ remove all ပေါ့နော် remove all ရွေးပြီး next လိုက်ပြီးပို့ပြီးဒါပြီးသွားပြီMTK တွေအကောင်လုံးပေါ့နော် driver face တာလုံးဝ fine သွားပြီအဲ့ဆို computer ခဏနေတွတ်တူ restart ကြလိမ့်မယ် driver face dan ပြမယ်ပြီးရင် restart ကြလိမ့်မယ်အကဲဒီနေရာမှာ restart မကြသွားဘူးဆိုရင်ကိုယ့်ကို restart ချလိုက် computer เนาะအခုကတော့ computer restart ကြပါပြီအဲ့ဒါကျွန်တော်ဒါဆိုပြန်တက်လာပြီဆိုတော့ကျွန်တော်တို့ download ထည့်ရဒီ TTG Grade Driver ပေါ့နော် live version လေးပဲပြန်ဖွင့်လိုက်အဲ့မှာနောက်တစ်ခုอ่ะပေါ့နော်ဒီ press any key error ပေါ့နော်ဒါလေးကတော့ short မရှိဘူးတစ်ချက်တော့သူ successful ပြပြီ computer restart ထပ်ကြလိမ့်မယ်အဲ့တော့ဆိုရင် press any key error လေး fix ဖြစ်သွားပြီအဲ့ဆိုတော့ဒီရက်ပိုင်းမှာပေါ့နော်ဒီကျွန်တော်ရဲ့ဒီ မိတ်ဆွေတွေလာအမေးများဆုံး error အဲ့နှစ်ခုပေါ့နော် MTK driver error ရယ်နောက်တစ်ခါ press any key ရယ်အဲ့တော့ကျွန်တော်တို့ Oppo phone တွေ Realme phone တွေအတွက်ကြတော့ဒီမှာ OPLEX driver ရှိတယ်ဒါလေးကြတော့ PC restart တွေပါရင်မလိုဘူးဆိုတော့ OPLEX driver လေးကတော့ထပ်သွင်းပေးထားရင်တော့ကောင်းတယ်နော် OPLEX driver သွင်းထားလိုက်ပြီးသွားရင်နောက်ထပ်လာမေးများဆိုတော့9008 driver မသွင်းတတ်9008 driver ဘာလို့မသွင်းတတ်တာလဲဆိုတော့အမဲကွက်ကိုပျောက်သွားတယ်ဆိုပြီးပြောတာနော်အဲ့ဒါလေးတစ်ချက်သွင်းကြည့်အောင်အဲ့တော့ကျွန်တော် Juicy 9008ကိုနှိပ်လိုက်မယ်ဆိုရင် driver ကိုအရင် down ပေးလိုက်မယ်နော် driver down ပြီးဖွင့်လိုက်ဆို install တွေ့ပြီဆိုရင်မိတ်ဆွေတို့နှစ်ချက်နှိပ်မဖွင့်နဲ့နှစ်ချက်နှိပ်ဖွင့်ရင်မဝင်ဘူးအဲ့တော့ဘယ်လိုဖွင့်ရမလဲဆို right click ထောက်လိုက် run as admin နော်အဲ့တော့မိတ်ဆွေတို့အသေးမှတ်ထားခြင်းနဲ့ဆို driver တွေကသွင်းချင်တယ်ဆိုရင်နှစ်ချက်နှိပ်ပြီးမဖွင့်နဲ့ run as admin နဲ့သာဖွင့်လိုက်အဲ့ဒါဆို driver ဝင်ပြီဘာလို့တချို့ computer တွေမှာနှစ်ချက်နှိပ်ပြီးဖွင့်ရင်မဝင်ဘူးဖြစ်တတ်တယ်နော်အဲ့တော့ install ပေါ်ရင်တော့ install နှိပ်လိုက်မပေါ်ရင်နှိပ်စရာမလိုဘူးနော်အဲ့မှာဒီလိုမျိုးတူပြသွားရင်တော့ရပြီတော့မဟုတ်စာတွေအများကြီးပြပြီးမှ4ပြတယ်ဆိုရင်လည်းရပြီပြီးရင်ပြန်ပိတ်သွားမယ်နော်သူကတွင်းပြန်တယ်ချက်ချင်းပြန်ပိတ်တာတွင်းလို့မရတာမဟုတ်ဘူးအဲ့ဒါဆိုတော့မင်းတို့ဒီ computer Windows တင်ပြီးနောက်ပိုင်းမှာပေါ့နော်လိုအပ်တာကတော့ကျွန်တော် MTK driver fix တယ် Qualcomm တွင်းတယ် OPLEX တွင်းတယ် Vivo driver လည်းတွင်းထားလို့ရတယ်နောက်တစ်ခါ C+ ကတော့သေချာပေါက်တွင်းပါ Mobile C2 တွေ Bonio တွေဖွင့်မယ်တခြား SP Flat 2တွေဖွင့်မယ်ဆိုရင် C+ မတွင်းထားရင်လုံးဝဖွင့်လို့မရဘူးနောက်တစ်ခါ Unit SoC Spectrum တွေတွင်းမယ် High တွင်းမယ် Win IR တော့တွင်းထားပါသူက IR ဖြီလို့ရအောင်ပေါ့နော်ပြီးတော့ကျွန်တော်ဒီထက်မှခုနကကျွန်တော်ပြောရ press any key fix တွေပါလဲပါတယ် internet download manager train reset လည်းဒီမှာကြည့်လို့ရတယ်ပေါ့နော်ပြီးရင် SP flash တို့ unlock 2တို့ AMD တို့ download link တွေလည်းတစ်ခါတည်းပေးထားတယ်နောက်ခါမိတ်ဆွေ remote လုပ်ချင်တယ်ဆိုရင်USB stick ကိုခွန် AnyDeck Ultra TeamViewer နော်အကောင်လုံး remain တွေအကောင်လုံးထည့်ပေးထားပါတယ်အဲ့ဆိုတော့ကျွန်တော်တို့သင်ခန်းစာလေးပြီးပြီးဆိုတော့ကြော်ညာလေးတစ်ဖြတ်ပါမိတ်ဆွေတို့ကဒီ service လုပ်တဲ့နေရာမှာလိုအပ်တဲ့ tool တွေပေါ့နော် unlock tool တို့ mobile C2 တို့နောက်တစ်ခါကျွန်တော်တို့ hardware ထဲမှာဆို Bonio diagram ရှိမယ် XZ ရှိမယ် AMD အစရှိဖြင့်ပေါ့ phone software tool တွေ hardware tool တွေအကုန်လုံးကျွန်တော်စီမှာလာဝယ်လို့ရတယ်နောက်တစ်ခါကျွန်တော် Xiaomi FRB ဖြည့်ခြင်းနဲ့ဆို authorized credit တွေပါရှိမလဲဆိုရင် Go authorized တို့ FCK တို့ BT authorized အကုန်လုံးကျွန်တော်စီမှာလာဝယ်လို့ရတယ်เนาะအဲ့ဆိုမိတ်ဆွေတို့အကောင့်မသိဘူးဆိုရင်ဒီမှာဘောနော်ကျွန်တော် Facebook account လေးရှိတယ်တန်တိုးအောင်ပေါ့နော်တန်တိုးအောင်ဆိုတဲ့ Facebook account လေးမှာရှာပြီးတော့ဝယ်လို့ရတယ်ဒီ account ကတော့ username ကတန်တိုးအောင် AT ဖြစ်တယ် follower 160k ရှိတယ်ဟို follower 3နဲ့မှ6000ရှိတဲ့ account ဖြစ်တယ်ပေါ့နော်ဒီမှာတစ်ချက်ဒီလောက်ဝယ်လို့ကြပါပြီအဲ့ဒါဆိုတော့ဒီ video လေးကတော့ဒီလောက်ပါပဲ